အော်တိုဘာလ30ရက်ခုနှစ်သားသမီးမိတ်ဆွေများအတွက်တနေ့တာဝေါ်စံလေးဖြစ်ပါလေဗျာမိတ်ဆွေပေါင်းသက်ရှိကျမ်းမှာချမ်းသာပြည့်စုံနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းတည်တဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေလို့လိုက်လဲဆုတောင်းမြတ်တာပို့တာအပ်ပါလေခင်ဗျာကျေးဇူးတော်တနင်္ဂနွေသားသမီးများအတွက်တနေ့တာဝေါ်စံလေးဖြစ်ပါတယ်ဗျတနင်္ဂနွေသားသမီးများကဒီလိုနေမျိုးမှာစံစီစေးသားအဖို့တန်ဆက်ပစ္စည်းအဝယ်ရောင်းကိစ္စတွေမြေအမွေဖုံပညာရေးဘာသာရေးဆိုင်ရာလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျတနင်္ဂနွေသားသမီးများဒီလိုနေမျိုးမှာကံတရားရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အညိုရောင်အဝါရောင်များပါတဲ့ဝိစားသုံးဆောင်တွေကိုအားပြုဝစ်စင်သုံးဆွဲတင်ပါတယ်ကံကောင်းလက်ရှင်သေးတဲ့ကဏ္ဍတွေနံပါတ်တွေကတော့3ကဏ္ဍ5ကဏ္ဍတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်တော့ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုစက်ကြာကဲလေးတစ်ခဲတဲ့မကြမကြတို့ခောက်ပြီးတော့ဆူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားကိုပဲဖြစ်ဖြစ်ကြီးကဲသူပေါင်းသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်စီရမင်းလှူဒန်းဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်ကြပါစေဆက်လက်ပြီးတော့တနင်္လာသားသမီးများအတွက်တနေ့တာဟောစံလေးဖြစ်ပါတယ်တနင်္လာသားသမီးမိတ်ဆွေများကဒီလိုနေမျိုးမှာရွှေဝက်ဝါးဝါလက်စစ်ပစ္စည်းအလှကုန်ပစ္စည်းသားသမီးလက်အောင်ငယ်သားကိစ္စတွေတည်တဲ့သောအသီးနှံကူးသန်းရောင်းဝယ်ရေးတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေပြုလုပ်ဆောင်ရတဲ့နေ့ဖြစ်ပါတယ်ဗျဒီလိုနေမျိုးမှာကံရရဲ့ထောက်ပံ့ရရှိစေဖို့ဆိုရင်တော့တနင်္လာသားသမီးမိတ်ဆွေများကအစိမ်းရောင်အပြာရောင်များပါတဲ့အဝိစားသုံးဆောင်တွေကိုအားပြုဝစ်စင်သုံးဆွဲတင်ပါတယ်ကံကောင်းလက်ရှင်သေးတဲ့ကဏ္ဍတွေနံပါတ်တွေကတော့4ကဏ္ဍ6ကဏ္ဍတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဘာရောင်းတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုရှောက်သီးလေးတစ်လုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူပေါင်းသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်ရှောက်သီးတို့လှူဒန်းဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်ကြပါစေဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများအတွက်တနေ့တာဟောစံလေးဖြစ်ပါတယ်ဗျအင်္ဂါသားသမီးမိတ်ဆွေများကဒီလိုနေမျိုးမှာမြေမွေဖုံပညာရေးဘာသာရေးဆိုင်ရာကိစ္စတွေအထက်ထီးမနဲ့ထင်းမီတွေဓာတ်စီဒီဇယ်ဓာတ်သတ္ထုအယောင်းဝယ်လုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျအင်္ဂါသားသမီးမိတ်ဆွေများကဒီလိုနေမျိုးမှာကံတရားရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အဝါရောင်အနက်ရောင်များပါတဲ့အဝိစားသုံးဆောင်တွေကိုအားပြုဝစ်စင်သုံးဆွဲတင်ပါတယ်ကံကောင်းလက်ရှင်သေးတဲ့ကဏ္ဍတွေနံပါတ်တွေကတော့5ကဏ္ဍ9ကဏ္ဍတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်တော့ဖုံးမပါတဲ့ဖုံးမီးလေးနဲ့ကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းတွေလုပ်ငန်းသုံးပစ္စည်းတွေကိုမကြထိုးရင်းနဲ့ဆူတောင်းတင်ပါတယ်ဗျဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်ထောဘက်ပါတဲ့မုံတစ်မျိုးမျိုးလူဒန်းဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်စီမှာဖြစ်ပါတယ်ဗျာဆက်လက်ပြီးတော့ဗုဒ္ဓသားသမီးမိတ်ဆွေများအတွက်တနေ့တာဟောစံလေးပါဗျဗုဒ္ဓသားသမီးမိတ်ဆွေများကဒီလိုနေမျိုးမှာတစ်တန်သောအသီးနှံကူးသန်းရောင်းဝယ်ရေးတည်ယူဖို့ဆောင်ရေးလုပ်ငန်းတွေအိုးအိမ်မျိုးဥပဒေရေးရလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျဘုရုသားသမီးများကဒီလိုနေမျိုးမှာကံတရားရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အပြာရောင်အနီရောင်များပါတဲ့အဝိစားသုံးဆောင်တွေကိုအားပြုဝစ်စင်သုံးဆွဲတင်ပါတယ်ကံကောင်းလက်ရှင်စေတဲ့ကဏ္ဍတွေနံပါတ်တွေကတော့6ကဏ္ဍ1ကဏ္ဍတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်တော့ဘာပဲရောင်းဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုတပြေညိုလေးတစ်မျိုးနဲ့တို့ခောက်ရိုက်ပုတ်ပြီးတော့ဆူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်အုံသီးပါတဲ့မုံတစ်မျိုးမျိုးလှူဒန်းဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်စီမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဇာတာဝိသားသမီးမိတ်ဆွေများအတွက်တနေ့တာဟောစံလေးဖြစ်ပါတယ်ဗျဇာတာဝိသားသမီးမိတ်ဆွေများကဒီလိုနေမျိုးမှာနိုင်ငံခြားလူမျိုးခြားဝန်ထမ်းယာရုဆိုင်ရာကိစ္စတွေကွန်ကားကြောင့်ကွန်ပျူတာကင်မရာအကျွေးတောင်းအကျွေးဆက်ကိစ္စတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျဒီလိုနေမျိုးမှာဇာတာဝိသားသမီးများအတွက်ကံတရားရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အနက်ရောင်အဖြူရောင်
များများပါတဲ့ဝိစားသုံးဆောင်တွေကိုအားပြုဝစ်စင်သုံးဆွဲတင်ပါတယ်ကံကောင်းလက်ရှင်နေတဲ့ကဏ္ဍတွေနံပါတ်တွေကတော့ခုနှစ်ကဏ္ဍနှစ်ကဏ္ဍတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာပဲရောင်းရောင်းဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဘာပဲရောင်းရင်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုတကြိုးလေးတကြိုးနဲ့တကြိုးအစင်ပြတကြိုးတစ်ထွာလောက်တစ်မိုက်လောက်ပဲဖြစ်ဖြစ်တကြိုးလေးတစ်ချောင်းနဲ့တစ်ဟောင်းရတယ်တိုးကောက်ရိုက်ပုတ်ပြီးတော့ဆူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်နန်းကြီးတို့လှူဒန်းဒါနပြုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့တွေရရှိနိုင်ကြပါစေဆက်လက်ပြီးတော့တောက်ကြသားသမီးမိတ်ဆွေများအတွက်တနေ့တာဟောစတန်လေးပါဗျတောက်ကြသားသမီးမိတ်ဆွေများကဒီလိုနေမျိုးမှာအိမ်အဆောက်အဦကိစ္စဥပဒေရေးရအုပ်ချုပ်မှုရေးရကိစ္စတွေအဖို့တန်ဆက်ပစ္စည်းအဝယ်ရောက်လုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျဒီလိုနေမျိုးမှာတောက်ကြသားသမီးများအတွက်ကံတရားရဲ့အထောက်ပံ့ရရှိစေဖို့အနီရောင်အညိုရောင်များများပါတဲ့အဝိစားသုံးဆောင်တွေကိုအားပြုဝစ်စင်သုံးဆွဲတင်ပါတယ်ကံကောင်းလက်ရှင်သေးတဲ့ကဏ္ဍတွေနံပါတ်တွေကတော့1ကဏ္ဍ3ကဏ္ဍတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာပဲရောင်းဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုအုံညုံလေးတညွန့်နဲ့တုတ်ခောက်ရိုက်ပုတ်ပြီးတော့ဆူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်အုံးစီအုံးတို့ခေါက်ဆွဲတမျိုးမျိုးလှူဒန်းဒါနပြုခြင်းအဖြစ်ကံတရားရဲ့ထောက်ပံ့တွေရရှိနိုင်ပြီမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့စနေသားမိမိတ်ဆွေများအတွက်တနေ့တာဟောစတန်လေးဖြစ်ပါတယ်ဗျစနေသားမိမိတ်ဆွေများကဒီလိုနေမျိုးမှာအကျွေးတောင်းအကျွေးဆက်ငွေစုငွေကြေးဆိုင်ရာလုပ်ငန်းတွေရွှေဝက်ဝါးဝါအလှပြင်ပစ္စည်းလျှက်စစ်ပစ္စည်းအလှကုန်ပစ္စည်းအဲ့ဒီအယောင်းဝယ်လုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျဒီလိုနေမျိုးမှာစနေသားသမီးများကံတရားရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အဖြူရောင်အစိမ်းရောင်များများပါတဲ့အဝိစားသုံးဆောင်တွေကိုအားပြုဝစ်စင်သုံးဆွဲတင်ပါတယ်ကံကောင်းလက်ရှင်သေးတဲ့ကဏ္ဍတွေနံပါတ်တွေကတော့2ကဏ္ဍ4ကဏ္ဍတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်တော့ဘာပဲရောင်းဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုကိုယ့်ရွက်လေးတစ်ရွက်နဲ့တို့ခောက်ရိုက်ပုတ်ပြီးတော့ဆူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်ကိုယ်ခောက်ဆွဲလှူဒန်းဒါနပြုခြင်းအဖြစ်ကံတရားရဲ့ထောက်ပံ့တွေရရှိနိုင်ကြပါစေခင်ဗျာ